တရုတ်ပြည်မှာဒီလိုထူးခြားဆန်းပြတဲ့လက်ပတ်ဆရာနေရာတွေကိုသိပါလား1 Number 3 Warehouse ရှန်ဟိုင်းမှာတည်ရှိတာဖြစ်ပြီး futuristic cyberpunk ပုံစံမျိုးဖန်တီးထားတဲ့စားတောက်ဆိုင်ဖြစ်ပါတယ်အကြည့်ရောက်မှန်နဲ့အဖြူအောင်တင်းကိုရောဆက်ဖန်တီးထားလို့မျက်စိတစုံ restaurant အကျယ်ကြီးကိုမြင်နေရတယ်လို့မျိုးခံစားရမှာပါစားစရာတွေလည်းကောင်းတယ်လို့မချက်ရထားတဲ့အပြင် Instagram ပဲဖြစ်မဲ့ sport ခုဆိုတာသိကြပါတယ်နင်းရှင်မလောင် spaceship တင်ပတ်950မီတာအရှည်ရှိတဲ့ဒီတင်ပတ်ဟာကမ္ဘာပေါ်မှာအကြီးဆုံး indoor တင်ပတ်ဖြစ်တယ်လို့အကြီးဆုံး indoor aquarium ရှိတဲ့နေရာလည်းဖြစ်ပါတယ်အရွယ်စားကြီးမှလွန်းလို့ဝေဟင်ပေါ်ကနေကြည့်ရင်တော့အာကာသယဉ်ကြီးဒီဇိုင်းကကောင်းနေကြတယ်ဒါရထားသလိုဖြစ်နေပါတယ်3 Intercontinental Wonderland Hotel ထူးထူးခြားခြားဂျိုင်ဝမ်ရဲ့အတွင်းနေရန်ထဲမှာတည်ဆောက်ထားတာဖြစ်ပါတယ်ထူးခြားခြားကတော့အချို့အခန်းတွေကရေအောက်ထဲမှာမြုပ်နေတဲ့အတွက် aquarium တစ်ခုလုံးကိုအခန်းထဲထည့်ထားသလိုခံစားရမှာပါ16ထပ်ကိုညီတဲ့ကိုပြန်ဆောက်ထားတာဖြစ်ပြီးဓာတ်လေကာချက်ညစ်ဟာလည်းမှန်တဲ့လောက်ထားတာဖြစ်တဲ့အတွက်စီးရဲ့အထားတိုင်းတဲထိတ်ရင်ဖို့ဖြစ်နေမှာအသိကြပါပဲ